ခင်မီလာတဲ့ကဘာကြီးကလည်းတနေ့မှာတော့ဘာမှမသိတဲ့အစိမ်းရောင်လူတန်းကြီးတကူကဘာကြီးကိုဖျက်တမ်းသွားခဲ့ပြီးကဘာပေါ်မှာရှိနေတဲ့လူသားတွေအားလုံးကတစ်ချိန်တည်းမှာပဲကြောက်ရွံ့အဖြစ်ကိုပြောင်းလဲသွားခဲ့ကြတယ်။အဲ့လိုနဲ့လူသားတွေကနှစ်တန်ပေါင်းများစွာတိဆောက်လာခဲ့တဲ့ခင်မီလာတဲ့ကဘာကြီးကလည်းတဖြည်းဖြည်းနဲ့ယိုရင်းပျက်စီးသွားခဲ့ပြီးနှစ်ပေါင်းထောင်ကနန်းလောက်ကြာသွားတဲ့အချိန်မှာတော့ကဘာပေါ်မှာခင်မီခဲ့တဲ့အရာတွေအားလုံးကပျောက်ကွယ်သွားခဲ့ပြီပဲဖြစ်ပါတယ်။အဲ့လိုနဲ့နှစ်ပေါင်း3900ကြာမှာတော့ကောင်လေးတယောက်ကကြောက်ရွံ့အဖြစ်ကနေပထမဦးဆုံးပြန်လဲနိုးထလာခဲ့တယ်။ပထမဦးဆုံးနိုးထလာတဲ့သူကတော့သိပ္ပံပညာရှင်တယောက်ဖြစ်နေခဲ့ပြီးကြောက်ရွံ့ဖြစ်သွားတဲ့လူပေါင်း9ဘီလီယံကျော်ကိုပြန်နှုတ်ဖို့အတွက်ခက်ခဲဘလိုမျိုးတွေစူးစမ်းသွားမလဲဆိုတာကိုကြည့်ရမယ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ Pirate Saga Recap Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ်ဇာတ်ကားလေးကတော့ Dr. Stone ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဇက်လန်လီရဲ့အစမှာတော့ထိုင်းကျူတို့ခေါ်တဲ့ကောင်လေးတယောက်ကသူ9နှစ်သက်တိုင်းတဘောကြားနှစ်သက်နေခဲ့တဲ့မိန်းကလေးယူဇူရီဟာကိုအရင်ချစ်ကြောင်းတွားပြောတော့မယ်ဆိုပြီးသူ့ရဲ့ရင်းနှီးဆုံးတငယ်ချင်းဖြစ်တဲ့သိပ္ပံပညာရှင်ဆန်ကူကိုတွားရောက်ပြောပြနေပါတယ်။ဆန်ကူကတော့အချစ်ရည်ကိုစိတ်ဝင်စားပေမဲ့ငါမင်းကိုအသုံးဝင်တာတစ်ခုပေးမယ်ဆိုပြီးတော့ထိုင်းကျူကိုအချစ်စစ်တပင်းပေးလိုက်ပါတယ်။ဒါပေမဲ့ထိုင်းကျူကတော့ကိုယ့်အကိုချင်တာကြောင့်အဲ့ဒီစီကိုအသုံးမပြုချင်ဘူးဆိုပြီးတော့တုံပြစ်လိုက်ပါတယ်။ထိုင်းကျူထွက်သွားပြီးနောက်ဆန်ကူကအဲ့ဒီစီကတကယ်တော့အချစ်စိမဟုတ်ပဲဓာတ်စီတာဖြစ်ကြောင်းကျန်တဲ့ចောင်းသားတွေကိုပြောပြလိုက်ပါတယ်။ထိုင်းကျူဟာယူဇူရီဟာကိုတစ်ပင်အောင်မှာချုပ်ခွေးပံဖို့ပြင်ဆင်နေတော့မှပဲကောင်းကင်ဘော်ကနေထူးဆန်းတဲ့အစိမ်းရောင်လင်းတန်းကြီးကတစ်ကမ္ဘာလုံးကိုတွန်းချုံသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့လူသားတွေအားလုံးကကြောက်ရွံ့အဖြစ်ကိုပြောင်းလဲသွားကြပြီးကဘာကြီးကလည်းရက်တန်သွားခဲ့တယ်။ထိုင်းကျူကကြောက်ရွံ့ဖြစ်နေပေမဲ့ယူဇူရီဟာကိုအရန်ချစ်ကြောင်းပြောရအောင်မယ်ဆိုပြီးသတိမလို့ပဲနှစ်ပေါင်း3900ကျော်ကြာအောင်တောက်ခံနေခဲ့တယ်။နောက်ဆုံးမှာတော့ထိုင်းကျူကကြောက်ဖြစ်နေရကနေပြန်လဲနိုးထလာခဲ့ပြီးထိုင်းကျူကလည်းနိုးချင်းမှာပဲသူ့ရဲ့ခရက်လီဖြစ်တဲ့ယူဇူရီဟာကိုဘေးကင်းမကင်းသိရအောင်အပြေးတွားကြည့်လိုက်ပါတယ်။ယူဇူရီဟာကြောက်ရွံ့ဖြစ်နေဘေးကင်းနေတာကိုတွေ့လိုက်ရတော့မှစိတ်အေးသွားပါတော့တယ်။ယူဇူရီဟာဘေးကတက်ပင်မှာမြေအောက်ကိုဆင်းခဲ့လို့ရေးရတာကိုတွေ့ပြီးထိုင်းကျူကသူ့လိုပဲပြန်လဲရှင်တန်လာတဲ့လူတယောက်ရှိရမယ်ဆိုပြီးတော့တွားကြည့်လိုက်ပါတယ်။ဟိုရောက်တော့ဆန်ကူကိုတွေ့ပြီးထိုင်းကျူတယောက်အရန်ကိုပျော်ရွှင်သွားခဲ့တယ်။ဆန်ကူပြောပြလို့သူတို့နှစ်ပေါင်း3900ကျော်ကြာအောင်ကြောက်ရွံ့ဖြစ်နေခဲ့တာကိုသိသွားခဲ့ပြီးထိုင်းကျူကတော့မင်းဘလို့လောက်ပြီးသိနေတာလဲလို့မေးတော့ငါကကြောက်ရွံ့ဖြစ်နေကြတဲ့ကအမြဲတမ်းစိတ်တဲကနေမှတ်ထားတာလို့ပြန်ပြောလိုက်ပါတယ်။ဆန်ကူကကြောက်ရွံ့ဖြစ်နေကြတဲ့ကစက္ကန့်တိုင်းကိုမှတ်ထားခဲ့တာပါ။အဲ့ဒီစကားကိုထိုင်းကျူကြတော့အတော်လေးကိုအံ့ဩသွားခဲ့ပြီးအဲ့ဒီနောက်ဆန်ကူကထိုင်းကျူကိုသူနေတဲ့နေရာကိုခေါ်သွားခဲ့ပါတယ်။ဟိုရောက်တော့ထိုင်းကျူကဆန်ကူဆောက်ထားတဲ့အိမ်တွေကိုကြည့်ပြီးတော့မယုံနိုင်ဖြစ်နေပါတော့တယ်။ဆန်ကူကထိုင်းကျူကိုမင်းနဲ့ငါကဘာမှမရှိတဲ့ကဘာကြီးကနေလူသားမျိုးနွယ်အားလုံးကိုသိပ္ပံပညာနဲ့ကန်တင်ပြီးလူဖွဲ့စည်းတစ်ခုတည်ဆောက်ရမယ်လို့ပြောပြလိုက်ပါတယ်။နောက်နေ့မှာတော့ထိုင်းကျူကသူကြောက်ဖြစ်နေရကနေလူမြောက်လာခဲ့တဲ့နေရာကိုတွားကျင်နေခဲ့ပြီးဂူထဲရောက်တော့အပေါ်ကနေတဆက်ဆက်ကျနေတဲ့ရေတွေကိုခန္ဓာတာကိုတွေ့ပြီးတော့သူတို့ပြင်တခြားလူရှိနေရမယ်ဆိုပြီးတော့ထင်နေတော့မှပဲဆန်ကူကရောက်လာပြီးအဲ့ဒါငါခန္ဓာတာလို့ပြောပြလိုက်ပါတယ်။ဆန်ကူကငါတို့ဘာလို့နှစ်ပေါင်း3900ကျော်ကြာမှကြောက်ရွံ့ဖြစ်နေရကနေနိုးလာရတာလဲဘာလို့ဒီကူနားမှာပဲတောင်းတင်နေတာလဲဆိုပြီးတော့ဖြေရှာရမယ်လို့ပြောပြလိုက်ပါတယ်ဆန်ကူကထိုင်းကျူကိုအပေါ်ကိုမောကျလိုက်လင်းတို့ချီတွေကနေကျလာတဲ့အရည်တွေက nitric acid တွေပဲလို့ပြောပြနေပေမဲ့ထိုင်းကျူကတော့ဘာတစ်ခုမှနားမလည်ပါဘူး nitric acid တွေကိုသူတို့နေရာစီယူဆောင်လာခဲ့ပြီးကြောက်ရွံ့ဖြစ်နေတဲ့ငှက်ပေါ်ကိုလောင်းကြည့်ခဲ့ပေမဲ့ဘာမှတော့ထူးခြားမလာပါဘူးဒါတွေကိုဆန်ကူကစမ်းတက်နေတာအချိန်ပေါင်းမနေတော့ပါဘူးအဲ့ဒီနောက်ဆန်ကူကအကျန်တစ်ခုရသွားခဲ့ပြီး nitric acid တွေနဲ့အယ်ကိုဟောကိုပေါင်းပြီးတော့ပြန်လဲရှင်တန်ချင်းအရေးကိုဖန်တီးမလို့ပါပဲထိုင်းကျူကတော့ဘာတစ်ခုမှနားမလည်နေပြီမဲ့မီးလုံးမှာကအရက်မဟုတ်ဘူးလားအရက်ကိုဝိုင်ကနေချက်လို့ရတယ်ပြောပြီးဝိုင်ချက်ဖို့အတွက်ပထမဦးဆုံးစပစ်တီတွေကိုချက်ထောင်းနဲ့နင်းချိတ်ပေးရပါတယ်နင်းချိတ်ပြီးရလာတဲ့အရေးတွေကိုအိုးထဲထည့်ပြီးလက်ပြုတ်ထွက်မတန်းမှွေပြီးရင်တော့ဝိုင်ကိုရပါပြီရလာတဲ့ဝိုင်ကိုဆန်ကူကတောက်ကျင်မဲ့လုံနေတော့မှပဲထိုင်းကျူကမင်းအသက်မပြစ်သေးဘူးမဟုတ်လားဆိုပြီးပြောတော့ဆန်ကူကလည်းငါတို့နှစ်ပေါင်း3900ကျော်နေပြီလို့ပြန်ပြောလိုက်ပြီးတခွာတောက်လိုက်ပါတော့တယ်သူတို့မှာဝိုင်ရနေပြီဆိုတော့အရက်ဆက်ချက်ကြဖို့ပြင်ဆင်နေပြီးအစပါမှာတော့မအောင်မြင်ပေမဲ့တနှစ်ကြာပြီးတဲ့အခါမှာတော့အောင်မြင်သွားပါတော့တယ်။ nitric acid နဲ့အယ်ကိုဟောကိုပေါင်းပြီးရလာတဲ့ပြန်လည်ရှင်တဲ့ချင်းရေကိုကြောက်ဖြစ်နေတဲ့ညပေါ်ကိုလောင်းချလိုက်တဲ့အခါမှာတော့အောင်မြင်သွားလို့ဆန်ကူတယောက်အရန်ကိုပျော်ရွှင်သွားပါတော့တယ်။အပိုင်းတစ်လေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်တစ်ပိုင်းမှာပြန်တွေ့ကြရအောင်။